Chu Wei. You can call me Chu. Today I'm in Toulouse because we are making a mural. Paris မှာချစ်ချနေထိုင်တဲ့မြန်မာပကြီးဆရာတယောက်အနေနဲ့ချူရဲ့အနုပညာတွေက that we still carry from the past and then the history but at the same time မြန်မာအမျိုးသမီးတွေရဲ့အတိတ်နဲ့ပြစ္ဆုတ်ပံကိုချိတ်ဆက်ပေးထားတဲ့လက်ရာတွေပါဒါပေမဲ့ Paris ကိုရောက်လာပြီးတဲ့နောက်ကိုယ့်အနုပညာကိုပဲဖန်တီးနေုံနဲ့မလုံလောက်ဘူးလို့ခံစားလာရတယ်။နားကျင်စရာကောင်းတဲ့ပုံမြင်တွေကိုတော့မှပကြီးအားတစ်ဆင့်ခွန်အားတွေပေးတဲ့လှပတဲ့ဇာတ်လမ်းတွေအဖြစ်ဘယ်လိုပြောလို့ရလဲဆိုတာတခြားသူတွေကိုပါချူရဲ့အနုပညာနဲ့ကူညီပေးခြင်းခဲ့တယ်။နေ့စဉ်လမ်းမတွေပေါ်မှာမြင်နေတွေ့နေရလေရှိတာနာမည်ကြီးမင်းသားမင်းသမီးနဲ့နိုင်ငံရေးသမားတွေရဲ့ရုပ်ပုံတွေပဲများပါတယ်။တကယ်တာမန်သွားလာလှူရှားနေကြသူတွေရဲ့ဘဝပုံမြင်နေရရောဘယ်မှာလဲဒါကြောင့်ပဲဘသူမှဂရုမပြုမိတဲ့မပြောပြနားမထောင်ပြတဲ့ဘဝတွေအကြောင်းလမ်းမတွေပေါ်မှာအားလုံးမြင်နိုင်တဲ့နေရန်ပကြီးတွေအဖြစ်ပြောင်းလဲပြစ်ချင်ခဲ့တာပါဒီအိမ်မက်ကပြင်သစ်က Pink City လို့ခေါ်တဲ့ Toulouse မြို့မှာထပ်ပြီးအကောင့်ထဲဖော်ခွင့်ရလာခဲ့တယ်ဒါပေမဲ့နေရန်ပကြီးဆိုတာတယောက်တည်းနဲ့မဖြစ်ဘူးဒီစိတ်ကူးတွေကိုယုံယုံကြည်ကြည်နဲ့အသက်သွင်းပေးခဲ့တဲ့ချူရဲ့စစ်တီတော်လေးနှစ်ယောက်နဲ့အတူစားခဲ့ရတာပထမတစ်ယောက်က Alors je suis Luna Mouré, j'habite à Toulouse mais je suis originaire d'Ardèche. ယူကရိန်းနိုင်ငံ Kyiv မှာတော့အဆောင်ခဲ့ပြီးခင်ခဲ့တဲ့တငယ်ချင်းသူကတော့ administration ပြင်သစ်စကားမပြောတတ်တဲ့ချူကိုဘာသာပြန်ပေးတာနဲ့ logistics အရာရာကိုစီစဉ်ပေးခဲ့တဲ့ချူရဲ့ support system လေးပေါ့နောက်တစ်ယောက်ကတော့ Bon. Le Marine Fayetaz et j'habite à Toulouse. Toulouse က export ဆိုတဲ့အဖွဲ့လေးကိုဦးဆောင်နေတဲ့သူ Toulouse မြို့တော်အုပ်ချုပ်ရေးအဖွဲ့စီရောက်အောင်ပို့ပေးခဲ့တဲ့သူပါ Toulouse မြို့ရဲ့မြို့တော်အုပ်ချုပ်ရေးအဖွဲ့ကလည်းမြန်မာပကြီးဆရာဦးဆောင်မဲ့ဒီစိတ်ကူးလေးကိုယုံယုံကြည်ကြည်နဲ့ပံ့ပိုးပေးဖို့အဆင်သင့်မဲဆိုတော့ Voilà နေရန်ပကြီးတစ်ခုထပ်ပြီးဖန်တီးဖို့အချိန်ရောက်လာပါပြီပြင်သစ်စကားမပြောတတ်ဘဲနဲ့ဒီ project တစ်ခုလုံးကိုစရမှာဆိုတော့စိတ်ဖိစီးမှုတော့နည်းနည်းရှိရဲဘယ်သူမှပြောတာမဟုတ်ပေမဲ့မြို့တော်အုပ်ချုပ်ရေးကမြန်မာ artist နဲ့လက်တွဲပြီးအလုပ်လုပ်ဖြူတာမျိုးသိမ့်မရှိတော့ကိုစလိုက်တဲ့အလုပ်တစ်ခုမှနာမည်ကောင်းမကြံခဲ့ရင်ကိုတယောက်တည်းမှတ်ချက်မကောင်းမှမဟုတ်ဘူးနောက်ပိုင်းမြန်မာအနုပညာရှင်တွေနဲ့ဆုံဖြစ်ခဲ့ရင်လည်းမှတ်ချက်မကောင်းတာမျိုးမဖြစ်ရအောင်စိတ်ထဲမှာတာဝန်ပို့ထည့်ထားပြီးတော့နည်းနည်းပို့ပြီးတော့ဝင်ပြီးတယ်လို့တော့ခံစားရတယ်ဒီ project က budget အများကြီးမရှိဘူးဒါပေမဲ့စိတ်တူကိုယ်တူတငယ်ချင်းလေးတွေရှိရင်ဘာမှမဆိုဖြစ်နိုင်ပါတယ်လူနာကသူ့အိမ်မှာချူတို့ကိုတဲခုတ်ခွင့်ပေးတယ်လို့မျိုးချူကလည်းကိုရမယ့်အနုပညာရှင်ကြီးကိုနောက်တစ်ယောက်ထပ်ထည့်မယ်ဆိုပြီးတော့အာဖဂန်နစ္စတန်ကဓာတ်ပုံဆရာတငယ်ချင်းဇာရာကိုခေါ်လိုက်တယ် I am Zara. သူလည်းပြင်သစ်ကိုရောက်ပြီးတော့ဒီလိုအနုပညာလှူရှားမှုတွေမှာပါဝင်ခြင်းနဲ့လို့ချူကိုလာရင်ဖွင့်ဘူးတော့ဒါသူ့အတွက်မျှော်လင့်ချက်ကောင်းလေးတစ်ခုဖြစ်စေချင်လို့ပါတနေ့နေ့ချူကိုယ်တိုင်လမ်းပြောင်းနေတဲ့အခါတယောက်ယောက်ကအခုလိုမျိုးပြန်လက်တွဲခေါ်ပေးလိုက်မယ်လို့လည်းယုံကြည်ထားပါတယ်အချင်းချင်းကူညီရင်အနုပညာတွေဖန်တီးရမှာပေါ့နော် It's a fan. Fun project? Yes. I'm very happy. Yeah. Very happy. နေရန်ပကြီးတစ်ခုဖန်တီးတဲ့အခါချူမှာအဆင့်3ဆင့်ရှိပါတယ်ပြောပြမယ်နော်ပထမအဆင့်ကတော့နားထောင်ခြင်းပါနေရန်ပေါ်မှာဘာဆွဲမယ်ဆိုတာကိုတယောက်တည်းမဆုံးဖြတ်ပါဘူးဒီနေရန်ကိုနေတိုင်းမြင်တွေ့နေရမယ်ဒီပတ်ဝန်းကျင်အသူတွေရဲ့ဘဝတွေစကားတွေကိုအရင်နားထောင်တာပါThéâtre de la Cité မြို့တော်ပြဇာတ်ရုံကြီးရဲ့အကူအညီနဲ့ချူတို့ workshop လေးတစ်ခုလုပ်ခဲ့ကြတယ်အိမ်တွင်းအကျန်းဖက်ခံထားရတာနဲ့ပတ်သက်ပြီးနာကျင်မှုတွေအတိတ်တွေရှိတဲ့ပြင်သစ်ကအမျိုးသမီးတွေနဲ့အတူတူဖန်တီးခဲ့တာပါပကြီးဆွဲမယ်မင်းရဲ့အကြောင်းပြောပါလို့တော့တွားလို့မရဘူးပေါ့နော်ဒါကြောင့် workshop တစ်ခုကိုဦးဆောင်နိုင်ဖို့တော့လိုအပ်ပါတယ်ဒီအကြောင်းကတော့နောက်မှကြုံလာခဲ့ရင်တခြားလေးရှင်းပြပေးပါမယ် workshop လေးပြီးတော့ကိုယ့်ရဲ့ပုံမြင်ကိုလူတွေရှေ့မှာဘယ်လိုမြင်စေချင်တယ်လဲဆိုတဲ့မိကွန်းကနေမတူတဲ့နောက်ခံတွေအားလုံးကိုစတင်ချိတ်ဆက်ခဲ့ကြတယ်သူတို့ကိုယ်တိုင်တွေးတယ်ရွေးတယ်ပြီးတော့ဇာရာရိုက်ပေးတဲ့ဓာတ်ပုံတွေကနေတစ်ဆင့် sketch ပြန်ဆွဲပြီးတော့ canvas ပေါ်ကိုပြောင်းလဲအသက်သွင်းခဲ့တယ် Les émotions sont fortes.
Les histoires sont puissantes et c'est vrai que ça demande un investissement très fort pour réguler les sentiments parfois négatifs et les transformer en quelque chose de positif. Des défis, oui, parce que je suis très associable. Je suis constamment insécure et je me suis sentie curieusement très en sécurité ce premier jour. Donc tout était vraiment prévu pour, je crois, qu'on se sente bien. On va dire travailler, bouleversée, que j'ai pas pu trouver le sommeil le premier soir. Et je pensais à trop de choses, j'avais trop d'émotions positives bien sûr et en fait j'ai eu l'impression que ça avait réveillé quelque chose en moi le premier jour et du coup ça m'empêchait de dormir mais c'était tout à fait positif. Pour moi c'est difficile de travailler en groupe parce que la nouveauté ça peut être difficile à gérer, les différentes sensibilités, les différents fonctionnements. Mais concrètement je me sens bien, plutôt à l'aise. Et je trouve agréable de pouvoir travailler en parallèle de plusieurs personnes. Donc on fait la même chose ensemble, mais en même temps on n'a pas forcément besoin de trop interagir non plus. Et de travailler avec Chou, c'est chouette parce qu'elle apporte un peu de technique et de connaissances supplémentaires. Donc, comme j'ai déjà dit, pour moi le collectif ça peut être difficile à gérer, mais en fait si on choisit le bon groupe et les bonnes personnes, je pense que ça peut bien fonctionner. Et ce que j'ai apprécié, c'est que ça aille vite, du fait du nombre. J'aimais bien me retourner et découvrir qu'on avait beaucoup avancé à un endroit et découvrir des choses complètement différentes que j'aurais pas faites. Alors oui, il y a eu quelques défis parce qu'il fallait délier la parole, dire un peu ce qu'on avait ressenti et puis parce que Chou nous a aidés par des petits exercices, etc. Mais l'échange a toujours été hyper bienveillant, hyper à l'écoute et du coup c'était génial de faire ce travail-là et d'échanger. The model that we are doing is very amazing. We are engaging with other women, very powerful women, and I'm so proud of it. Ka-ding! ဒုတိယအဆင့်ကတော့အတူတူပကြီးဆွဲကြတာပါအားလုံးမှာပကြီးအတွေ့အကြုံဆွဲနိုင်တာချင်းမတူကြပေမဲ့ဒါဟာပြဿနာမဟုတ်ဘူးချူရဲ့အလုပ်ကလူတိုင်းပကြီးဆွဲနိုင်အောင်ကူညီပေးဖို့နဲ့လက်ရတွေအားလုံးတားတဲ့ကြနေအောင်ပေါင်းဆက်ပေးဖို့ပါပဲဒီမှာဆိုလို့ရှိရင်ဆွဲတဲ့လူတွေအများကြီးရှိတယ်ပကြီးကားပြီးသွားတဲ့အခါလူ10ယောက်လောက်ဝိုင်းဆွဲထားတဲ့ပကြီးကားပုံစံမျိုးမဖြစ်နေမဲနဲ့တကယ်ပကြီးကားတစ်ချက်တည်းဖြစ်နေတယ်လို့မျိုးခံစားရအောင်လုပ်ပေးဖို့ပါချူရဲ့တာဝန်မှာဒီနေရန်ပကြီးက9ရက်အတွင်းပြီးအောင်ဆွဲရမှာပါဒီရက်တွေအတွင်းမှာဘဝအကြောင်းတွေပြောရင်တချင်းနေနားထောင်ရင်အရန်ကိုရင်းနှီးသွားကြတယ်ချူကဥဆောင်ပြီးတော့ပကြီးဆွဲတယ်ဆိုတာထက်သူတို့နဲ့ပကြီးကားကြားပေါင်းကူတရားလေးတစ်ခုလိုမျိုးပို့ပြီးတော့တွေးထားတယ်ဒီပကြီးကားကြီးကိုချူကထိန်းချုပ်နေတာမဟုတ်ဘဲနဲ့သူတို့ကိုယ်တိုင်ကသူတို့ရဲ့ပုံမြင်လေးတွေကိုဖန်တီးနေကြတာပါသူတို့ဖြစ်ချင်တာကိုပကြီးကားဖြစ်လာအောင်ခတ်တဲ့အပိုင်းတွေလိုအပ်တဲ့နေရာတွေမှာကူဖို့ဘေးမှာရှိနေတာမျိုးပေါ့ပြီးတော့တဲ့ပကြီးကားထက်ဖန်တီးနေတဲ့အစဉ်တိုင်းကတန်ဖိုးရှိပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ဖန်တီးမှုမျိုးပေါ့ကဲပကြီးကားကြီးပြီးသွားပြီပကြီးဆွဲတဲ့ထဲမှာဘယ်သူတွေပါလဲကြည့်လိုက်ရအောင် Je m'appelle Tita et je viens de Toulouse. Donc je m'appelle Fanny et j'habite à Toulouse. Bonjour, moi c'est Lola Rocamora et j'habite à Toulouse. Je m'appelle Audrey, j'habite en Ariège, à Pamiers.
contre, ce que j'ai trouvé aussi d'extrêmement enrichissant, c'est le fait que l'artiste Shu Wai accueille des personnes qui peuvent ne pas avoir de technicité, mais ce qui n'empêche pas la participation. Donc ça, j'ai trouvé que c'était extrêmement inclusif pour les personnes qui ne seraient pas forcément à l'aise avec la peinture. Très honorée déjà d'avoir travaillé avec une artiste comme Chu, parce que quand on visite son site, on voit tout ce qu'elle a fait, on ne peut que être impressionné en fait. Je crois que c'est une chance unique. On a une fois dans sa vie, donc on l'a saisie. Un tout petit peu anxieuse de parler de trauma, mais très vite ça a été assez effacé par la présence des autres participants et participantes, le fait que Shu et Zara ont vraiment une présence hyper rassurante et calme, douce, ce qui permet d'être à l'aise. On behalf of the two an artist from Myanmar, I'm invited to be participated in this project, and I'm happy for it to take part of it and help Chu with implementing these big projects and very beautiful project it's been a one chance that I work with very powerful women from Toulouse. မြို့တော်အုပ်ချုပ်ရေးရလဲတခြားလေးအချိန်ပေးပြီးလာကြည့်ရယ်ဖန်တီးတဲ့အဆင့်တိုင်းကိုလည်းတော်တော်လေးသဘောကျကြတယ်။ပကြီးကားကိုကြည့်ရင်မျက်ရည်တွေဝဲလာပြီးကျေးဇူးတင်စကားပြောတာကိုမြင်လိုက်ကနေကကိုလုံးနိုင်လိုက်ပြီးဆိုပြီးတော့ပီတိဖြစ်ခဲ့ရတဲ့နေရန်ပကြီးလေးပါ Vraiment, c'est ce pouvoir de transformation que l'art apporte, notamment dans le collectif, dans le travail collaboratif, et en plus en étant entre femmes ou entre personnes qui ont été victimes de violences. J'ai trouvé que c'était formidable et qu'il fallait absolument pas négliger cet outil qu'est l'art, parce que je pense que la réponse commune, elle peut se trouver notamment dans cette discipline, pour que notre société aille mieux et que le monde se soigne. Je pense que c'est une vraie solution. Alors je me suis sentie très bien, très bien accueillie, parce que moi je suis en situation de handicap, donc j'ai des petites particularités, il fallait faire des petits aménagements qui ont toujours été entendus et faits. Et c'est un espace hyper bienveillant, peut-être le fait d'être en non-mixité, ça joue, et puis le fait de partager les mêmes histoires, donc ce besoin d'écoute, de douceur. Et Shu est quelqu'un de vraiment très à l'écoute et très douce. Et les exercices qu'elle nous a demandé de faire pour créer en fait étaient vraiment pertinents. Et j'ai trouvé ça magnifique et plein d'émotions. And we learn from each other. D'une semaine de partage, d'échange, d'adelphité, de vraiment de sororité, de tout ce qu'on veut. Vraiment, c'est le fruit de ce travail d'une semaine, donc ça, c'est trop bien. Donc de le voir en vrai, en mode, voilà le résultat, genre c'est nickel. Ah, c'est très thérapeutique. Je me sens très très bien. Ça fait beaucoup de bien. On s'épate. Et ça m'a beaucoup émue. နေရန်ပကြီးလေးရဲ့ခေါင်းစဉ်ကိုဘာသာပြန်လိုက်တဲ့အခါကိုတို့ဟာကိုယ့်ရဲ့စွမ်းအားအတွက်ဖော်ဆန်နည်းလေးတွေပဲတဲ့အင်းအားခွန်အားဆိုတာအပြင်ကနေလာတာမဟုတ်ဘူးကိုယ့်ထဲမှာရှိတဲ့အရာရာတွေကိုအချင်းချင်းကူညီရင်းပေါင်းစပ်ရင်းနဲ့ဖန်တီးကြပါပါအားလုံးဟာဒီနေရန်ပကြီးတစ်ခုထဲမှာဒီ formula လေးကိုအတူတူအဖြေရှာကြတာပါတယောက်ကတီးခန့်ခြင်းနောက်တစ်ယောက်ကရေမောခြင်းအချစ်ခါးသီးတဲ့အတိတ်တွေတယောက်စီမတူညီတဲ့အကြောင်းအရာတွေကိုထည့်ရင်းနဲ့ဒီအရာတွေကိုအမှုပညာဆိုတဲ့အိုးကြီးထဲမှာစနစ်တကျပေါင်းစပ်လိုက်တဲ့အခါမှာဘယ်သူမှဖြတ်စည်းလို့မရတဲ့စွမ်းအားတစ်ခုဖြစ်လာပါတယ်။ဒီစွမ်းအားနဲ့ဖော်ထုတ်နည်း formula လေးကိုယ်တိုင်လည်းသုံးလို့ရတယ်လို့သူများကိုလည်းလက်ဆင့်ကပ်ပြီးပေးလို့ရတယ်။ဒီနေရန်ပကြီးလေးကအဲ့ဒီအကြောင်းလေးကိုရေးဆွဲဖန်တီးထားတာပါ။နောက်ဆုံးအဆင့်ကတော့ဂုဏ်ပြုပွဲဖွင့်ပွဲနေလေးပေါ့။ပုံမှန်ဆိုလို့ရှိရင်ဖွင့်ပွဲရှိတဲ့အခါတက်ကြွပါဝင်ပေမဲ့ပွဲနှစ်ခုရပ်တိုက်နေတဲ့အတွက်နောက်ပွဲကိုပဲဦးစားပေးပြီးတော့နောက်ပွဲကိုပဲသွားလိုက်ရတယ်။ဒါကြောင့်ဒီပွဲမှာချွေရဲ့တငယ်ချင်းတွေကိုပဲကိုပြောချင်တဲ့အကြောင်းအရာလေးတွေကိုစာလေးနဲ့ရေးပြီးတော့မှာထားခဲ့ပြီးတော့အဝေးကနေပဲတက်ရောက်လိုက်ရတယ်။မဟုတ်ရင်ခုချိန်စင်မမဘာတွေပြောရမလဲတွေ့ရင်ချွေတွေပြန်နေလောက်ပြီ။ခု
အခုဆိုရင် Toulouse မြို့ရဲ့လမ်းမပေါ်ကနာမည်ကြီးမြို့တော်ပြဇာတ်ရုံကြီးအရှိမှာချူတို့ရဲ့ပူပေါင်းဖန်တီးထားတဲ့လက်ရာတွေကိုမြင်တွေ့နိုင်ပါပြီ။ဒါဟာစိတ်ရောက်နေတဲ့မကပဲရှင်သန်မှုမျှော်လင့်ချက်နဲ့မပြောပြခဲ့တဲ့ပုံမြင်တွေရဲ့ဘဝဇာတ်လမ်းလေးတွေပါပဲ။ Art like a well, it's the new approach and hidden and Pas mal de... Attends, non. how did you Et... Attends, non. Can I do it again? Alors, comment je me suis sentie? Donc, tout d'abord, j'étais extrêmement stressée étant donné que j'étais en charge du projet.